မွေတွေကိုလူတိုင်းအိမ်မက်မှတ်ဖူးကြမှာပါနော်မွေကိုအိမ်မက်မှတ်ရင်ဘယ်လိုနမိတ်တွေလဲဆိုတာဖော်ပြပေးလိုက်ပါတယ်ခင်ဗျာမင်္ဂလာပါ YNK Channel မှာကြိုဆိုပါတယ်အိမ်မက်ထဲမှာမွေမြူခံရတယ်လို့မြင်မှတ်ရင်တော့အရင်ဘဝကပဋ္ဌာန်းဆက်ကအနီးအနားမှာရှိနေပြီးတွေ့နေပြီးဆိုတဲ့နမိတ်ကိုပြနေတာပါခုခေတ်စကားနဲ့ပြောရရင်တော့ဦးစားရှင်ပေါ်လာတော့မယ်ဆိုတဲ့နမိတ်ပါပဲခင်ဗျာကဲအဲ့ဒီအိမ်မက်ကို FA တွေ single တွေမှတ်ရင်တော့ဝမ်းသာလိုက်ပါတော့ဗျို့မွေကမိမိခန္ဓာကိုယ်ကိုရစ်ပတ်ထားတယ်ဆိုရင်တော့လက်ရှိမိမိချစ်တူအိမ်အောင်ဖက်ကမကြာခင်ဖောက်ပြန်ပါတော့မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်မွေလိုက်လို့ထွက်ပြေးရတယ်ဆိုရင်တော့မကြာခင်ကံမကောင်းခြင်းတွေကိုယ်စီကိုစိုက်မြိုက်လာနေပြီဆိုတဲ့နမိတ်ပါဗျာအိမ်မက်ကနိုးတာနဲ့ရေမိုးချိုးကောင်းလျှော်ကောင်းသောအရာများကုသိုလ်များပြုလုပ်တင်ပါသည်အိမ်မက်ထဲမှာမွေကိုတွေ့ပြီးမွေကကိုယ့်ကိုဘာမှမလုပ်ဘူးရံမမှုဘူးဆိုရင်တော့မကြာခင်တင့်ထန်ကံကောင်းခြင်းလာပါတွေရောက်လာတော့မယ်ဆိုတဲ့နမိတ်ပါခင်ဗျာမွေအချင်းချင်းကြိုက်နေတာကိုမြင်တင်အဆင်ပြေနေတာတင်အောင်မြင်နေတာကိုတင်မိတ်ဆွေတင်တငယ်ချင်းတွေကတယောက်ကမနာလို့ဖြစ်နေတယ်ဆိုတဲ့နမိတ်ပါပဲခင်ဗျာမွေတွေအများကြီးအစုလိုက်အပြုံလိုက်ကိုမြင်တွေ့ရတယ်ဆိုရင်တော့တင်ဟာစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေလို့မှတ်တာပါဂျာမာရီဂယူးဆိုင်ဖို့ပြနေတဲ့နမိတ်ပါခင်ဗျာမွေအကိုက်ခံရတယ်မွေအလိုက်ခံရတယ်ဆိုရင်တော့မကြာခင်ပြဿနာတစ်ခုကြုံလာရမယ်ဆိုတဲ့နမိတ်မို့ပေါ်တန်းမနေမိဘူးတော့လိုပါမယ်ခင်ဗျာမွေစိမ့်ကိုမြင်မှတ်တယ်ဆိုရင်တော့တင့်ကိုကူညီမဲ့သူတွေများမယ်စောင့်ရှောက်ကောင်းနေများမယ်လက်လာပါတွေဝင်လာတော့မယ်ဆိုတဲ့နမိတ်ပါခင်ဗျာမွေအနက်ကိုအိမ်မက်ရင်တော့နမိတ်မကောင်းပါဘူးခင်ဗျာမိမိပြုလုပ်နေသည့်အရာများဟာမကောင်းမှုကိုဥတီနေသည့်နမိတ်ဖြစ်ပြီးဆက်မလုပ်ဖို့တတိပေးနေသည့်နမိတ်ဖြစ်ပါခင်ဗျာမွေအရေးခွန်လဲတာဒါမှမဟုတ်မွေကိုကင်တွယ်ရတယ်ဆိုရင်တော့အထူးကံကောင်းခြင်းတွေရောက်လာတော့မယ်နမိတ်ဖြစ်ပါတယ်မွေကိုပင်ကိုယ်တိုင်တက်ပစ်တယ်လို့မြင်မှတ်ရင်တော့မကြခင်ပင်ဟာအောင်မြင်တော့မယ့်နမိတ်စူတောင်းပြည့်မဲ့နမိတ်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအပြင်လက်တွေဘဝမှာလည်းအားလုံးကံကောင်းခြင်းအောင်မြင်ခြင်းတွေပြည့်နှက်နေပါစေလို့ YNK Channel မှာကျွန်တော်ရဲကြော်သူစူတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ